ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုပရိသတ်တွေအတွက်ထပ်မံပြီးတော့တင်ဆက်ပေးမှာကြတော့ရိုက်ကွင်းနောက်ွယ်ရမတရားတွေပါဒီနေ့မှာတော့ပရိသတ်တွေကိုဘယ်ရိုက်ကွင်းမော်ကိုခေါ်သွားမလဲဆိုတော့ဓာတ်ပုံရိုက်ကူးနေတဲ့ရိုက်ကွင်းမော်ကိုထပ်မံပြီးတော့ခေါ်ဆောင်သွားကြပါတယ်အဲ့တော့ဓာတ်ပုံရိုက်ကူးရဲဆိုတာလေတကယ်တော့ခိုင်ကျိုးတို့ဒီသွားရောက်ပြီးတော့ရိုက်ကွင်းတွေကိုလေ့လာတဲ့အခါမှာပညာသားအရင်ပါပါတယ်အဲ့တော့ဓာတ်ပုံရိုက်ကူးတဲ့အခါမှာပူပေါင်းပြီးတော့ဖန်တီးရတဲ့ဖန်တီးရှင်တွေအများကြီးလိုအပ်ပါတယ်အဲ့တော့ဒီနေ့မှာပရိသတ်တွေအားလုံးအတွက်ဒီရိုက်ကွင်းလေးရောဘယ်လိုထူးခြားနေမလဲအားလုံးပဲအခုရိုက်ကွင်းရဲ့နောက်ွယ်ရမတရားတွေကိုရှုစားကြည့်ကြမယ်နော်အနုပညာမိုးကောင်းငယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ရဲ့အနုပညာမိုးကောင်းငယ်ပရိသတ်များအတွက်တင်ဆက်ပေးသွားမှာကတော့ Focus Online Magazine ရဲ့ Match လာမှာထွက်ရှိလာမယ့် photo အတွက်ရိုက်ကူးနေတဲ့ photo making ကိုတင်ဆက်ပေးသွားမှာပါအခုအနုပညာမိုးကောင်းငယ်အဖွဲ့သားတွေရောက်ရှိနေရကတော့ Escape Photo Studio မှာပါ photographer ကိုနိုင်ကရိုက်ကူးနေတာဖြစ်ပြီးတော့ဒီနေ့မှာအားလုံးကစူးစမ်းပြီးတော့ရိုက်ကူးနေတဲ့ photo making ကိုပရိသတ်များအတွက်တင်ဆက်ပေးသွားမှာပါကိုနိုင်မင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါကိုနိုင်ဒီနေ့ Focus Online Magazine ကဒီ Indo ပေါ့နော်အကိုနဲ့ရိုက်ကူးဖြစ်ခဲ့ပုံလေးပြောပြပေးပါအောင်Focus Online ကတော့ကျွန်တော်တို့ ਨੇ လစဉ်မဟုတ်ရင်တော့မှာပေါ့နော်ကျွန်တော်တို့ magazine စတဲ့အချိန်လောက်တည်းကကျွန်တော်တို့စာရိုက်ဖြစ်တာဆိုတော့ပုံမှန်တော့လစဉ်ရိုက်ဖြစ်နေတယ်ပေါ့အဲ့လိုစီစဉ်လေးရှိတယ်ဟုတ်ကဲ့ပါကိုဒီ Focus Online Magazine က creation တွေအများကြီးသုံးတယ်ပေါ့နော်ဒီနေ့မှာရောဘယ်လိုထူးထူးခြားခြားအနေနဲ့ရိုက်ကူးသွားလဲဒီနေ့ကကြတော့ကျွန်တော်တို့ဟိုပေါ့ makeup creation ထဲမှာတော့ပါတာပေါ့နော်ဒါပေမဲ့ fashion makeup ပေါ့ fashion makeup ကိုကျွန်တော်တို့ဦးစားပေးပြီးရိုက်ရတာဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီခါတိုင်းဆိုရင်တော့makeup creation ဆိုရင်တော့ကျွန်တော်မျက်နှာ close up တွေပေါ့နော် close up ပုံတွေရိုက်ရတယ်နောက်မျက်နှာမှာလိမ့်ထားတဲ့မျက်လုံးပေါ်မှာရှိတဲ့ makeup တွေနောက်နှာခမ်းတွေပေါ့နော်ဒီပါးပြင်မှာလိမ့်ထားတဲ့ makeup တွေဒါတွေကိုအသေးစိတ်ပေါ်အောင်လို့ရိုက်ပေးရတာပေါ့နော်အဲ့ဒါတွေ close up လူတွေကြည့်လို့ရအောင်အခုကကြတော့အဲ့လောက်ကြီးဒီမျက်နှာပေါ်မှာရှိတဲ့ makeup တွေကိုအသေးစိတ်တော့မဟုတ်ဘူးပေါ့နော်အသေးစိတ်မဟုတ်ပေမဲ့အောက်ကဝတ်ထားတဲ့ဝတ်စားလေးတွေနဲ့ဒီသဘာဝကျတဲ့ဘက်ကိုပို့သွားရတယ်ဆိုရင်ပို့မှန်မှာပေါ့နော်ကိုညုံမင်းခက်မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါညီမဟုတ်ကဲ့ပါကိုဒီနေ့ Focus Online ရဲ့ Match လာတော့ပေါ့နော် creation တွေလည်းအများကြီးသုံးထားတယ်ဒီတော့ creation သုံးပြခဲ့ပုံနဲ့အကိုဒီလိုရိုက်ဖို့အတွက် idea ရရှိခဲ့ပုံလေးပေါ့ဟုတ်အခု Match လာဒီအတွက်ဒီ makeup creation ပေါ့နော်fashion makeup ပုံစံမျိုးလုပ်ထားတယ်ပြီးတော့ဒီနွေရာသီလည်းရောက်နေပြီဆိုတော့ဒီနွေရာသီနဲ့ light ဖက်မဲ့ပုံစံမျိုးခက်ဆန်းဆန်းလေးဖြစ်အောင်ရိုက်ကူးထားပါတယ်ဟုတ်ကဲ့ပါကို model တယောက်ဆိုရင်သူအပေါ်မှာဒီလက်ဝါးရာတွေပေါ့နော်အဲ့လိုမျိုးဖန်တီးဖြစ်ခဲ့ပုံလေးလည်းပြောပြရပါဒီအခုရိုက်တဲ့ယောက်ျားလေးကြတော့သူမိန်းကလေးနဲ့တွဲပြီးရိုက်ရတာပေါ့နော်ပြီးတော့အခုရွေးတဲ့သူတို့ဆိုရင်လည်းသူနဲ့ရိုးတရားရုပ်ပေါက်တယ်အဲ့တော့ဆန်းဆန်းလေးဘယ်လိုရိုက်မလဲပေါ့ရိုက်တဲ့အချိန်မှာစဉ်းစားတော့ဒီတိုင်းအင်ဂျီချွတ်ပြီးတော့ရိုက်နေတာလည်းနည်းများသွားပြီပေါ့နော်အဲ့တော့ဆန်းဆန်းလေးဖြစ်အောင်ဆိုပြီးတော့ဘယ်လိုပြောမလဲဒီအင်ဂျီချွတ်ထဲကောင်မှ creation ပုံစံနေနဲ့ဒီလက်ဝါးရပုံစံမျိုးနဲ့လောက်ထားတာအဲ့တော့ကြောင့်ဒီမျက်နှာပေါင်းတင်စီကိုမှကျွန်တော်လက်ထဲမှာကပ်ပြီးတော့သူခန္ဓာကိုယ်မှာလိုက်ပြီးတော့ကပ်လိုက်တာပါဟုတ်ကဲ့ဟုတ်ကဲ့ပါကိုရဲ့ online မှာဆိုရင်လည်းဒါစာရေးကြီးတာတွေ့ရတယ်အဲ့တော့ art director အနေနဲ့ရောဒီစာရေးသူအနေနဲ့ရောအကိုနှစ်ခုကိုအမှုပညာလုံးအနေနဲ့ဘယ်လိုလုပ်သွားမလဲရှင်ခုလက်ရှိဘာလုပ်လဲဆိုတာဒီ art director နဲ့စာရေးရကပြောမယ်ဒီအမှုပညာလို့ပြောလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ချပြချင်တဲ့ပုံစံတွေကိုကျွန်တော်ရဲ့ site ထဲမှာရှိတဲ့ဒီစာရေးအသားနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတင်ဆက်တဲ့အခါမှာဒီစာအဖြစ်ရောဒီပုံအဖြစ်ရောတွဲပြီးတော့ထပ်ကြည့်တဲ့အချိန်မှာပို့တော့အရသာရှိသွားလို့ထင်ပါတယ်ဟုတ်ကဲ့ပါကိုလိုမျိုးဖြေချပေးသွားတဲ့အတွက် MRT4 မှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကလည်း MRT4 ကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအနုပ
ညာမိုးကောင်းငင်အစီအစဉ်ရဲ့ပရိသတ်တွေအားလုံးအတွက်ပြန်လည်ပြီးတော့အနုပညာရတာမျိုးစုံကိုတင်ဆက်ပေးပါတော့မယ်အခုဒီတစ်ခေါက်တင်ဆက်ပေးမှာကြတော့ရုပ်ရှင်ချစ်မြတ်တို့ရဲ့ပရိသတ်တွေအားလုံးအတွက်ဘယ်ယုံနေမှာဘယ်စကားတွေတင်နေပြီလဲဆိုတာပြသပေးကြပါမယ်အဲ့တော့ပရိသတ်တွေကသာကြိုပြီးတော့သိနေမယ်ဆိုရင်ကိုယ်တငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့ချိန်ပြီးတော့ရုပ်ရှင်သွားပြီးတော့ကြည့်လို့ရတာပေါ့နော်အဲ့တော့အခုလက်တလုံးမှာဘယ်ယုံနေမှာဘယ်စကားတွေတင်နေရဲ့အနုပညာရှင်တွေဘယ်သူတွေပါဝင်တည်ဆောင်ထားတဲ့ပရိသတ်တွေအားလုံးပဲရှုစားကြည့်ရအောင်လားရှင်ပရိသတ်တွေအားလုံးအတွက်ဒီကနေ့ရဲ့အနုပညာမိုးကောင်းငင်အစီအစဉ်ကနေပြီးတော့အနုပညာရတာကိုတော်တော်လေးကိုစုံစုံနေနဲ့တင်ဆက်လုပ်ပြီးသားပြီအဲ့တော့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးကဏ္ဍတစ်ခုဖြစ်တဲ့သူတို့ဘာလုပ်နေလဲဆိုတဲ့ကဏ္ဍလေးကိုအခုထပ်မံပြီးတော့တင်ဆက်ပေးကြပါမယ်အနုပညာရှင်တွေရဲ့ပေါ့နော်လက်တလောအနုပညာလှူရှာမှုသတင်းတွေကိုသိရအောင်ပါအဲ့တော့ပရိသတ်တွေအားလုံးအတွက်ဒီနေ့မှာပြောပြပေးထားမယ်အနုပညာရှင်တွေကဘယ်သူတွေဖြစ်မလဲပရိသတ်တွေကိုယ်တိုင်ပဲရှုစားကြည့်ရအောင်လားရှင်ကျွန်တော်လက်တလောအနုပညာလှူရှာမှုကကျွန်တော်အခုဒီ Star ရဲ့တကြံပေါ့နော် Star ရဲ့တကြံနှစ်မှာကျွန်တော်တချင်းတပုတ်ကျွန်တော်ဒီချင်းနဲ့ထူးထူးခြားလေးပါပဲတချင်းမှာစုံနေကြပုံစံအတိုင်းမဟုတ်တဲ့တချင်းပုံစံမျိုးလေးပါတချင်းလေးကအုံကျူးလေးပါပဲအဲ့ဒါလေးကိုကျွန်တော်တည်ဆူထားပါတယ်နောက်တော့ကျွန်တော်ပြိတ္တရှိရဲ့နေရာဘယ်နေရာမှာပဲဖြစ်ကျွန်တော် show ပဲဆိုပဲကျွန်တော်ရဲ့မပြီးသေးတဲ့မပြီးဆုံးနိုင်တဲ့ကျွန်တော်ရဲ့တကူတော်အခွေအတွက်ကိုလည်းကျွန်တော်တချင်းတွေကျွန်တော်ရေးနေပါတချင်းတွေကျွန်တော်လုပ်နေပါဟုတ်ညီမဒီတော့တဲမှာ fashion show တွေရှောက်ပြတာများရပေါ့နော်တချင်းဆိုပြတာများပါတယ်ပြီးတော့ညီမအခွေလေးလုပ်နေရပေါ့နော်3လပိုင်းမှာထွက်မယ် summer short ဆိုတဲ့အခွေလေးထွက်ဖို့ရှိပါတယ်ဟုတ်အနုပညာမိုးကောင်းငင်အစီအစဉ်ရဲ့အင်္ဂါနေ့ဒီစီဇန်လေးကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များရှင်ဒီနေ့စီဇန်ကနေပြီးတော့အနုပညာရတာအစုံလင်ကိုခိုင်ချိုရောခိုင်ချိုတငယ်ချင်းတွေရောပူးပေါင်းပြီးတော့တင်ဆက်လို့လည်းပြီးသားပါပြီဒါကြောင့်မလို့ပရိသတ်တွေအားလုံးကိုဒီစီဇန်လေးကနေပြီးတော့နှုတ်ဆက်ရမယ့်အချိန်လေးကိုလည်းရောက်ရှိလို့လာပဲပါပြီရှင်ဒီစီဇန်ကိုအခုလိုမျိုးအချိန်ပေးပြီးတော့ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီစီဇန်အားဆိုရင်တော့ပရိသတ်တွေအားလုံးပုံမှန်ရှုစားခွင့်ရရှိစေဖို့အတွက်တင်းလာနေရနေစပြီးတော့တောက်ကြနေဒီပုံမှန်အခုလိုအချိန်လေးတွေမှာတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီစီစဉ်မှာပါဝင်တဲ့ကဏ္ဍတွေကိုပရိသတ်တွေကကြိုပြီးတော့သိချင်နေဆိုရင်တော့ Facebook ကိုအသုံးပြုနေတဲ့ပရိသတ်တွေအားလုံးအတွက် www.facebook.com/skaishow မှာဝင်ရောက်ပြီးတော့ကြည့်ရှုလို့လည်းရပါတယ်အခုဆိုရင်တော့ပရိသတ်တွေအားလုံးကိုနှုတ်ဆက်ရမယ့်အချိန်လေးလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်ပရိသတ်တွေအားလုံးကိုဒီနေ့ရဲ့အင်္ဂါနေ့စီစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ပရိသတ်များအားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်